ငါညာလုပ်ငန်းကတမျိုးကြီးတော့နိုင်ငံသားတွေကိုခိုင်းစားနိုင်ငံသားတွေကိုခိုင်းစားတာအခုလဲခမ်းမကြဘူးဟုတ်တယ်ကျွန်တော်လုပ်ကတော့နိုင်ငံသားတွေခိုင်းစားတဲ့လုပ်ပါပဲဟုတ်လားဟုတ်တယ်ဟိုပြောင်းပြန်ကြီးပြည့်နေတော့အခုတို့မြန်မာနိုင်ငံလူမျိုးတွေကလေနိုင်ငံသားတွေကကိုတွေကိုပဲခိုင်းတာငါညီကြမှာနိုင်ငံသားတွေကိုပြန်ခိုင်းတာဆိုတော့လေကိုနားကြများလွဲသလားလို့အဲ့ဒါမလွယ်ဘူးကိုကျွန်တော်ဒီနိုင်ငံသားတွေကိုကျွန်တော်တကယ်ခိုင်းစားနေတာကျွန်တော်မခံချင်လို့ပါကိုကကျွန်တော်ငငယ်တုန်းကကျွန်တော်တို့ရွာလူတွေကျွန်တော်အိမ်နီးနားချင်းတွေနိုင်ငံသားမှာတွားပြီးတော့သူတို့မစိတ်မချခိုင်းသမျှလောက်ကြတယ်အဲ့တော့ကျွန်တော်မှငငယ်လေးတဲ့ရီမန်းချက်တစ်ခုရှိတယ်တနေ့ဒီနိုင်ငံသားတွေကိုပြန်ပြီးတော့ခိုင်းနိုင်တဲ့လူတယောက်ဖြစ်ဖို့ဖြစ်ရမယ်ဆိုတော့ရီမန်းချက်ကျွန်တော်မှရှိတယ်အဲ့တော့အခုကျွန်တော်ဒီကောင်တွေကိုခိုင်းစားနေရပြီကျွန်တော်အောင်မြင်နေပြီကျွန်တော်ချမ်းသာနေပြီကိုလေးတော့ငါကြီးရောဒီလိုလူမျိုးဟမ်ငါကဘာမှကြွားလို့ရတယ်ဟေ့အောင်မင်းတို့နိုင်ငံသားတွေငါတို့ဘမာကိုဘလောက်ခိုင်းအခုမင်းတို့ခိုင်းစားမဲ့ငါညီလေးတယောက်ပေါ်လာပြီဆိုတာငါကြွေးကြော်လို့ရတယ်ကွာညီလေးကိုတို့လည်းညီကိုလိုသဘောထားပါနော်